နောက်ထပ်ရခိုင်သတင်းတပုတ်အနေနဲ့ကတော့ရခိုင်ပြည်မြို့တော်စစ်တွေမြို့နယ်နဲ့ပုံနှကျုံမြို့နယ်အဆက်နေရာတချို့မှာမြန်မာစစ်တပ်နဲ့အာရခတပ်တော် AA တို့အကြားနှစ်ဖက်တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတယ်လို့သိရပါတယ်။မေလ23ရက်နေ့ကစတင်ပြီးမနေ့ကအထိနှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုတွေရှိနေတယ်လို့ဒေသခံတွေကပြောကြပါတယ်။ပုံနှကျုံနဲ့စစ်တွေအဆက်နေရာတွေမှာဖြစ်ပွားနေကြတာဖြစ်ပြီးပစ်ခတ်တံတွေကိုအရင်ကထပ်ပို့ပြီးကြားနေရတယ်လို့ဒေသခံတွေကပြောကြပါတယ်။နှစ်ဖက်အပြန်အလှန်တိုက်ပွဲဖြစ်နေတဲ့အနီးပတ်ဝန်းကျင်ကိုစစ်တွေအခြေစိုက်တပ်ရင်းတွေကလက်နက်ကြီးတွေနဲ့ပစ်ကူပေးနေတဲ့အပြင်ရှေ့တန်းအထိုင်စခန်းနဲ့နေပြည်တွေကပါပစ်ကူပေးနေတယ်လို့ဆိုပါတယ်။မြန်မာစစ်တပ်ဟာလေကြောင်းရေကြောင်းကနေတဆင့်မကြာသေးမီရပ်ပိုင်းအတွင်းကရွှေမင်းကန်ရေတပ်ရေယိုပြင်တောကန်ရှောင်းနွေဇော်မတက်နဲ့ကာကင်းအသီးသီးကိုတပ်ဖွဲ့ဝင်စစ်သားအင်အားအများအပြားဖြစ်တင်ထားပြီးတဲ့နောက်အခုလိုရပ်တက်နေတဲ့တိုက်ပွဲတွေဟာထပ်မံဖြစ်ပွားလာတာဖြစ်တယ်လို့လည်းသိရပါတယ်။စစ်တွေမြို့ပြင်မှာတိုက်ပွဲတွေဖြစ်ပွားလာတဲ့အတွက်အာဏာသိမ်းစစ်တပ်ဟာစစ်တွေမြို့ပေါ်ရက်ကွက်တချို့မှာလုံခြုံရေးတွေနေရောညပါတွန်းမြင့်နေရယူထားပြီးည8နာရီလမ်းပေါ်မှာတွေ့တဲ့လူတွေကိုလိုက်လံဖမ်းဆီးမှုတွေလည်းလှုပ်ဆောင်နေတယ်လို့မြို့ခံတွေကပြောကြပါရရှင်။